ဒီလူတယောက်ကမီနီဂန်နဲ့ကြောင်ငယ်တစ်ကောင်ကိုလိုက်ဖမ်းပြီးထောင်ချောက်တစ်ခုချထားတယ်။အဲ့ဒီအချိန်မှာပဲအခြားအတယောက်ထပ်ပေါ်လာပြီးသူလည်းထောင်ချောက်တစ်ခုချလိုက်တယ်။ကြောင်ကထောင်ချောက်နှစ်ခုလုံးကိုတိနေတယ်။ဒါပေမဲ့နှာခေါင်းကြီးတဲ့လူကကာရော့တစ်ချောင်းထားလိုက်တဲ့အခါကျတော့စိတ်ဝင်စားလာတယ်။ပထမမှထွက်ကဒီကိုသတိထားမိပြီးမြေကြီးအောက်ကနေအလေးချိန်20ပေါင်ရှိတဲ့ကာရော့တစ်ချောင်းကိုဆွဲထုတ်လိုက်တယ်။ကြောင်ကပိုပြီးစိတ်လှုပ်ရှားလာတယ်။ဒုတိယဟာဒ်ကိုမရှုံးချင်လို့ပထမဟာဒ်ကသူ့ကြောပိုးအိတ်ထဲကနေကာရော့ငါသိမ်းချလိုက်တယ်။နောက်တော့ကော်ပိုင်ကသူ့ကားကိုမောင်းလာပြီးမြေကြီးပေါ်ကိုကာရော့တန်းလောင်းချလိုက်တယ်။ကြောင်ကလုံးဝနီးပါးလက်ခံတော့မလို့ဖြစ်လာတယ်။ဒါပေမဲ့နှာခေါင်းကြီးတဲ့လူကကာရော့ကိတ်ကိုဖုတ်လိုက်တဲ့အခါကျတော့စိတ်ပြောင်းသွားတယ်။ကော်ပိုင်ကတော့လက်မလျှော့ဘူး။သူကအလီယင်တွေကိုခေါ်ပြီးကဘာလုံးဆိုင်ရာအကြီးဆုံးကာရော့ကိုတဲလာခိုင်းလိုက်တယ်။စိတ်ဆိုးသွားတဲ့နှာခေါင်းကြီးဟာဒ်ကကာရော့တစ်ချောင်းကိုကော်ပိုင်စီပစ်လိုက်တယ်။ဒါပေမဲ့ကော်ပိုင်ကဖမ်းပြီးသူ့နှာခေါင်းထဲကိုပြန်ပစ်လိုက်တယ်။သူပြန်လှုပ်ရှားလာပြီးကာရော့ကော်ဖီကိုတက်ဆင်လိုက်တယ်။ဒါကြောင့်ကော်ပိုင်ကလည်းကာရော့မီနီဂန်ကိုထုတ်လိုက်ရတယ်။သူတို့နှစ်ယောက်ကာရော့တွေကိုတယောက်နဲ့တယောက်ပစ်ခတ်နေကြတဲ့အချိန်နောက်မှရှိတဲ့ကာရော့အကြီးကြီးကိုကြောင်ကပျော်ပျော်ကြီးကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲလင်းယုံတကောင်လေထဲကနေဆင်းလာပြီးကြောင်ကိုစားသွားတယ်။